လိုင်းသုံးနေတဲ့တစ်တော့ချုပ်ဝါသနာရှင်ချစ်မိတ်ဆွေအကူမောင်များကိုကျွန်တော်ဘက်ကပြီးမင်္ဂလာပါလို့ကျွန်တော်ဘက်ကနှုတ်ခွန်းဆက်ပါတယ်ခင်ဗျကျွန်တော်ကတော့ကောင်းမြတ်ဖြစ်ပါတယ်ထိုင်းနိုင်ငံကိုယ်စားလှယ်ဦးစောလင်ကပြီးကျွန်တော်တို့မိသားစုဝင်တွေကိုကူညီလိုက်လို့ကျွန်တော်တို့မိသားစုဝင်တွေနှစ်ထိပ်စီးနှစ်လည်တိုင်းခွန်နောက်ပိတ်ဆိုနှစ်ခွန်ခွန်ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့မိသားစုဝင်တွေ၄လပိုင်း16ရက်နေ့3:16မိနစ်မှာကျွန်တော်တို့မိသားစုဝင်တွေအောင်မြင်ခဲ့တယ်ခင်ဗျနော်ကျွန်တော်တို့မရှိစင်းရဲသားတွေဘွားချင်းတွေတူးနေတယ်နော်ကောင်းကောက်စရာမရှိဘူးငွေကြီးတွေခက်ခဲတွေဖြစ်နေတယ်နော်ဖြစ်နေတဲ့ဆိုတဲ့မိတ်ဆွေများကဦးစောလင်ကတော့သူကကြံခဲ့တဲ့ဘက်ကတော့ကူညီတယ်ဒီတစ်ပတ်မှာလည်းပြန်လဲကူညီပါမယ်လို့သူဘက်ကပြီးတော့နှုတ်ခွန်းပြောထားတယ်ဗျဒါကြောင့်မို့မိတ်ဆွေများကလည်းပေါက်ချင်တယ်လေးနဲ့နာတစ်ချိန်တစ်ခါမှမပေါက်ဘူးနော်ဘဝတွေပြက်နေတယ်အိမ်တွေချန်တွေပေါင်ထားရတယ်လူလိမ်လူညာတွေနဲ့ခံနေရပါတယ်ဆိုတဲ့မိတ်ဆွေများကိုကျွန်တော်လိုမျိုးပဲမိတ်ဆွေများကပေါက်ချင်တယ်ကျွန်တော်ဆိုရင်ကြံခဲ့တဲ့ဘက်ကနှစ်ခွန်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ဒီဝယ်ထိုးခဲ့တယ်ကျွန်တော်ဒီဝယ်ထိုးလို့ကျွန်တော်ဒီတသိန်းဘူးထိုးခဲ့တယ်ကျွန်တော်မယုံကြည်နဲ့ကျွန်တော်တသိန်းဘူးထိုးခဲ့တယ်တသိန်းဘူးဆိုကျွန်တော်တို့အောင်မြင်မှုရရှိခဲ့တယ်ဗျနော်မိတ်ဆွေများကကျွန်တော်လိုမျိုးပဲစစ်မှန်တဲ့ကဏ္ဍကိုပေါက်ချင်တယ်မိတ်ဆွေများကအကျွေးမြေတွေနဲ့ဒုက္ခတွေကြီးကြီးရောက်နေပါတယ်ဆိုတဲ့မိတ်ဆွေများကိုကျွန်တော်ကူညီပေးမယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တော့မကူညီဘူးမိတ်ဆွေများကလိုချင်တယ်ပေါက်ချင်တယ်ဆိုရင်ဦးစောလင်ရဲ့ပုံကိုတရက်ခေါ်ဆိုပါကျွန်တော်ရဲ့ live show ကိုကြည့်နေတဲ့မိတ်ဆွေများကလည်းအသေးလေးတွေနေ copy နဲ့ use share နဲ့အပေါင်းနဲ့ high over လေးရေးထားခဲ့မိတ်ဆွေများကိုပေါက်ချင်ပါတယ်ဆိုတဲ့မိတ်ဆွေများကအသေးလေး copy နဲ့ use share နဲ့အပေါင်းနှိပ်ထားခဲ့ကြပါနော်